ငချင်းမွှကြော်ဖို့အတွက်စီပူအောင်တင်မယ်စနွေးမုတ်ကလေးထည့်ထားပါမယ်မြေပဲစုံစီလေးကိုသုံးပြုထားပါတယ်စက်သွန်ပြူလေးတွေကိုထောင်းပြီးတော့စီချက်ပါတယ်ငွေကလေးပေါ့ရှင်စက်သွန်ပြူလေးတွေကိုစီတက်တယ်တူးတက်တဲ့အတွက်မီးပြင်းနေတော့စီတက်လို့မရဘူးเนาะစီတက်ထားတာလေးတွေကိုဖယ်ထုတ်လိုက်ပါဖယ်ထုတ်လိုက်ပြီးတော့ငချင်းပြုတ်ပြီးတော့အသားနှွင်ထားတာလေးတွေကိုခုနကစီရဲကိုထည့်ပါစက်သွန်ပြူပတ်ကလေးတွေဆယ်ထားတဲ့စီရဲကိုထည့်လိုက်ပါဒါလေးကိုစိတ်ရှည်လေးနဲ့ငွေပေးပါမယ်ငချင်းလေးတွေကျွတ်ရွပြီးတော့မွားလာတဲ့အထိကျမတို့မှွေပေးပါမယ်အရန်တူးတတ်ပါတယ်เนาะဒီလိုလေးတတိထားပြီးတော့မှွေပေးရပါတယ်ကျမတို့စီအများကြီးတော့ကျမမသုံးထားဘူးစီချက်ပတ်ကလေးခိုင်းနေစီတွေပါစစ်ထုတ်လိုက်သေးတယ်စီလိုတလောက်ကလေးနဲ့ပဲသုံးထားတယ်ကဲရသွားပါပြီငချင်းမှွေကြော်လေးပါကျေးဇူးပါ